အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးတဲ့ခေါင်းစဉ်တွေကတော့အစနဲ့ဖြစ်ဖြစ်ပြီးနေတဲ့ရှေ့တန်းတိုက်စစ်၃ယောက်နဲ့ဝင်တဲ့နံပါတ်တန်းလို့ပါနော်အဲ၃ယောက်နဲ့ဝင်တဲ့ဒီနေရာကျွန်တော်ဆွေးနွေးပါဒီ2025နဲ့2026ရာသီအစနဲ့တင်းရရှေ့တန်းတိုက်စစ်၃ယောက်လက်ဝင်ထောင်တိုက်စစ်ရိုက်ဝင်ပြီးတော့နံပါတ်10လို့နေအဲ့နေရာတွေကတကယ်တာဟိုအရင်နေ့တည်းအတိုင်းအားထားရတဲ့သူအားကိုးရတဲ့သူတကယ်တာအလုပ်ဖြစ်ခဲ့မယ်ဆိုရင်ဒီအပြင်မှာနောက်ကလိုက်နေတဲ့ Man City ကိုကျွန်တော်အမှတ်တာကြီးဖြတ်ပြီးတော့ဆောင်နိုင်တယ်ထင်တယ်ပေါ့နော်ဒါလို့ဆိုရင်လက်ဝင်နေရာမှာဆိုရင်လည်း Martinelli နဲ့ Trossardသူတို့ယောက်ကလည်းအစီအပြေတောင်တိုက်စစ်မှာဆိုလည်းဗီတာရော့ကပေါ့နော်ဗီတာရော့ကလည်းဒီနေ့မှစခေါ်တယ်ဆိုတော့တားကြပြီးတော့ပြင်သူ့ကိုပတ်ဖို့မဲ့ပြရတယ်ကောင်းကောင်းမရှိဘူးအဲဒါလည်းပါတာပေါ့နော်ပြင် right wing မှာဆိုရင်ဘူကာဆာကဒီတရားပြီးဒီကတော့ကောင်းကောင်းခြေလုံးပြရတယ်ပေါ့နော်ဒီနေ့တည်းရတယ်မန်လွယ်ပြရတယ်ဒီနေ့မှစခေါ်တာဒီကနေ့လည်းအမှားဆက်တာအဲ့ဒါပြန်ရတဲ့စင်ဘယ်မှာဆိုတော့ဒီကလန်ရတဲ့ဆိုတာကတော့လုံးဝတော့ရပါတတ်တယ်ဒါပေမဲ့တန်းလို့နေရမှာအဲပိုဒီကနဲ့အသက်ခေါ်ရတဲ့အစည်းပေါ့နော်ပိုဒီကလည်းနိုင်ငံပွဲဝင်ပြီးတရားရပြီးလည်းသူခြေကမ်းနဲ့ပြန်ရပြီအစည်းကကြတယ်လက်ခေါ်ရတယ်အမှန်တရားမဖြစ်ဘူးအဲ့ဒီနေရာကရှေ့တန်းတက်ဝင်ထောင်တိုက်စစ်ရိုက်ဝင်ဒီနံပါတ်10ဦးကြီးအဲ့ဒီနေရာလေးကအာဆင်နယ်ทีมနဲ့ကောင်းဆုံးခြေကမ်းပြရမယ်ဆိုရင်ဒုတိယမန်စီးတီးနဲ့အမှတ်လုံးဝကွာပြီးတော့ပရီးမီးယားလိချန်ပီယံပြီးနောက်ထပ် UCL ချန်ပီယံလိ FA ပြင်ကာလဲနော်ကာလဲတော့ဒီ final တက်သွားတယ်မန်စီးတီးနဲ့ပုံကြည့်ရအဲ့ဒီကတကယ်ပါပဲတကယ်လို့ပလာလီကြောင့်လမ်းတော့ပလာလီလုံးလမ်းကြောင့်ဖြစ်လာတော့ဖြောင်းပြီးနေတာဒေတာပဲလို့ဆိုလို့ရှိတယ်ဒီရှိပေးခဲ့တဲ့ကြောက်ချင်းတွေလည်းအားလုံးကျေးဇူးတင်ပါတယ်ဗျာโอเคနောက်ဝင်မှာပြန်ဆောင်ပါမယ်နော်ဖိုက်ဒီပါ